မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ25ရက်တောက်ကြနေ့ RFB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့မောင်းတော်မှလူဟင်ဂျာလူငယ်တွေအေးတပ်ဖွဲ့ရဲ့ပူးပေါင်းပါဝင်ရဲ့အစည်းအဝေးတွေအေးဗျူဟာမှုကညွှန်ကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်မချယ်ဒီဝင်းမှာရှခိုင်ပြည်နယ်မောင်းတော်မြို့နယ်မှာရိုဟင်ဂျာတိုင်းရင်းသားတွေရက်ခတ်ကျွေးရတဲ့အလိုက်လူ30-50ရောက်စီမဖြစ်မနေအေးတပ်ဖွဲ့ရဲ့ပူးပေါင်းပါဝင်ကြရန်ရှနေ့ဧပြီလ24ရက်နေ့တွင်ရက်ခတ်ကျွေးရအုပ်ချုပ်ရေးမှုတွေနဲ့ပြုလုပ်တဲ့အစည်းအဝေးတွင်အေးဗျူဟာမှုကညွှန်ကြားခဲ့တယ်လို့သိရှိရပါတယ်ဗုဒ္ဓတော်မြို့နယ်တွင်တာဝန်ထမ်းဆောင်နေတဲ့အေးဗျူဟာမှုကမောင်းတော်မြောက်ပိုင်းမှာလာရောက်ပြီးတော့တမြို့နယ်လုံးတွင်ရှိနေတဲ့ရက်ကွက်ကျွေးရအုပ်ချုပ်ရေးမှုတွေကိုစင့်ခေါ်ပြီးအစည်းအဝေးတရက်ယနေ့ညနေပိုင်းတွင်ပြုလုပ်ခဲ့ပါတယ်ကြီးကမ်းမြင့်ဌာနချုပ်ကနေမြောက်ပိုင်းစွန်းတီအုပ်ချုပ်ရေးမှုတွေကိုမြော့တောင်ကျေးရွာရှိတရင်မှာစင့်ခေါ်ပြီးအစည်းအဝေးပြုလုပ်ခဲ့တယ်လို့မောင်နှောမြို့ပေါ်ကနေကြီးကမ်းမြင့်ဌာနချုပ်တီအုပ်ချုပ်ရေးမှုတွေကိုစင့်ခေါ်ပြီးပြင်ဖြူကျေးရွာရှိနေမြေချောက်မှာအစည်းအဝေးပြုလုပ်ခဲ့တဲ့မောင်နှောမြို့နယ်တောင်ပိုင်းကကျေးရွာအုပ်ချုပ်ရေးမှုအလုံးကိုအလဲတန်းကျော်တရင်မှာစင့်ခေါ်ပြီးအစည်းအဝေးပြုလုပ်ခဲ့တယ်လို့သတင်းရင်းမြစ်ရသိရှိရပါတယ်အစည်းအဝေးတွင်ရခိုင်ပြည်လွတ်မြောက်ရေးအတွက်ပြည်သူအလုံးရဲ့တာဝန်ဖြစ်တာကြောင့်တော်လှန်ရေးမှာဗုဒ္ဓတော်မှာမွတ်စလင်ညီကိုတွေအများပြပါရှိသလိုမောင်တော်မှာလည်းမွတ်စလင်လူငယ်တွေ AUL တပ်ဖွဲ့တွေပူးပေါင်းပါဝင်ကြရန်ရက်ကွက်ကျေးရွာတွေအလိုက်မွတ်စလင်လူငယ်30-50ရောက်စီပူးပေါင်းပါဝင်ရန်မဖြစ်မနေလိုအပ်ပါတယ်။မြို့ထဲမှာနေရပြန်သူနေတာကြောင့်အနည်းဆုံး30ရောက်စီပူးပေါင်းပါဝင်ရမယ်။နယ်ပိုင်းမှာအနည်းဆုံး50ရောက်စီပူးပေါင်းပါဝင်ရမယ်။မဖြစ်မနေပူးပေါင်းပါဝင်ရမယ်။အေကစစ်မှုထမ်းရန်အဖို့အတွက်လူသစ်စုဆောင်ရမှာအမျိုးသားဆိုရင်အသက်18ကနေ45နှစ်အကြားအမျိုးသမီးဆိုရင်အသက်18ကနေ35နှစ်အကြားလို့သတ်မှတ်ထားတဲ့အနည်းဆုံး45ရက်စီစစ်တင်တဲ့တက်ရမယ်ပြီးမှတိုင်းပြည်ကာကွယ်ရေးနေလုံခြုံရေးလုပ်ငန်းတွေစတင်တော့မယ်လို့စီဝေတွင်အေးဗျူဟာမှုကညွှန်ကြားခဲ့တယ်လို့လုံခြုံရေးရအမျိုးဖော်လို့တဲ့စီဝေတက်ရောက်ခဲ့တဲ့သူတဦးကဒေသခံမီဒီယာ MDN တို့ပြောဆိုထားပါတယ်အေကသူတို့ကိုယ်တိုင်လာပြီးတော့ဖန်စီခေါဆောင်သွားတော့မှာမဟုတ်ဘူးသူတို့ခန့်အပ်ထားတဲ့ကျွေးရအုပ်ချုပ်ရေးမှုအဖွဲ့ဝင်နဲ့ကျွေးရတွေကဘာသာရေးကောင်းဆောင်တွေကတစ်ဖက်လက်နဲ့ခေါ်ယူပြီးစိတ်ခိုင်းမှာဖြစ်တဲ့စစ်တင်တဲ့တပ်ဖို့အတွက်သူတို့ကအတင်းတမလုပ်တော့တာပဲလူငယ်ဘိုင်တွေကညှင်းဆန်လို့မရဘူးညှင်းဆန်နေဆိုရင်အဖြစ်ပေးမှကိုဆိုရင်နေတယ်သူတို့ကိုကြောက်လို့စစ်တင်တဲ့နေတက်ချင်သူတွေရှိတယ်လို့မိမိဆန္ဒတိုင်းတင်တဲ့တပ်ဖို့ရိုဟင်ဂျာလူငယ်တချို့လည်းရှိနေတယ်အာကန်ပြည်လွတ်မြောက်ရေးအတွက်ဆိုရင်ရိုဟင်ဂျာတွေကလည်းစိတ်အားထက်သန်ကြတယ်ဒါပေမဲ့ရိုဟင်ဂျာတွေကိုအစင်းနေဖြစ်ရခိုင်တွေကမြင်လာတာတော့စိတ်ဝင်စားမှုအားနည်းလာတာဖြစ်တယ်လို့AULတပ်ဖွဲ့တွေပူးပေါင်းပါဝင်ခြင်းနဲ့ရိုဟင်ဂျာလူငယ်တွေကဆိုပါတယ်တချို့ကတော့အခုရဲ့စစ်တပ်နဲ့ကြောင်းမှာမိတို့ဆန္ဒမပါပဲအချင်းတမစစ်လို့ခံရမှာကိုစိုးရိမ်နေကြရတယ်တချို့ကတော့ဇနီးသားများရှိပြီးတော့တွားကျင်တဲ့ဆန္ဒလည်းမရှိကြဘူးသူတို့ဇနီးတွေကလည်းခွင့်ပြုမှာမဟုတ်ဘူးသူတို့ကအိမ်အောင်ကြီးဆိုတော့လေမိသားစုရဲ့စာဝတ်နေရေးဓာတ်ကရှာဖွေကျွေးမှုနေရတာဆိုတော့အခုလို AAC မှာစစ်တပ်နဲ့တက်ရမယ်ဆိုရင်အိမ်မှာစာဝတ်နေရေးဒုက္ခရောက်ကုန်မှာပေါ့ဘယ်သူမှမလို့ဆင်ရကြဘူးကြည်ပါလားစစ်တပ်နဲ့တက်ဖို့ပို့ခံရတဲ့နေ့ကစပြီးတော့မိသားစုညီကိုမောင်နှမတွေနဲ့ဆက်သွယ်မရတော့ဘူးသူတို့တင်တဲ့တက်ပြီးတဲ့ဆိုရင်လည်းဘလို့ချင်နေလာအောင်လဲဆိုတာမသိသေးဘူးအရင်ကကြားသိရတာတွေမှာတင်းနှန်းဆင်းမိတဲ့လူတွေကိုစစ်မြင့်တွေကိုတန်းပို့တာတွေမိသားစုနဲ့အလံဝေးတဲ့နေရာတွေမှာတန်းပို့တာတွေလုပ်ကြတယ်လို့သိရပါတယ်အခုလည်းဒီလိုပဲတင်းနှန်းစိတ်ပြီးတော့သူတို့ကိုရွာမှာပြန်ပို့မယ်ဆိုတာတော့အယုံကြည်မရှိဘူးသူတို့လုံနေကြရင်လမ်းစဉ်တိုင်းပဲလုံမြဲလုံနေမှာပဲကျွေးရောက်ချုပ်ရေးအဖွဲ့တွေရဲ့အကြောင်းပြတာကကျွေးရလုံးချုပ်ရေးအတွက်ကောင်းမှုအခုလိုရိုဟင်ဂျာလူငယ်တွေဆလို့ရမှာဖြစ်တယ်ဆိုပြီးတော့ပြောတယ်ဦးဒီတက်ခန့်တအုပ်ကပြောပါတယ်ရှကင်ကလေးကပဲရခိုင်ပြည်နယ်မောင်းတော်မြို့နယ်မှာရိုဟင်ဂျာကျေးရွာတွေကနေအေးတပ်ဖွဲ့ဝင်တွေရဲ့လုံခြုံရေးတင်နန်းပေးဖို့ခေါ်သွားခံရတဲ့ရိုဟင်ဂျာများပြဟာမိသားစုဝင်တွေနဲ့ဆက်သွယ်ပြတ်တောက်နေတယ်လို့ကာယကရှင်တွေရဲ့မိသားစုဝင်တွေထံမှသိရပါတယ်။မောင်းတော်မြောက်ပိုင်းငန်းချောင်းကျေးရွာနယ်ရိုဟင်ဂျာ30ဦးကို2024ခုနှစ်ဧပြီလ1ရက်နေ့ကအေးတပ်ဖွဲ့ဝင်တွေကလုံခြုံရေးတင်နန်းပေးမယ်ဆိုကခွဲသားခဲ့တဲ့အပြင်ကြီးကမြင့်ကျေးရွာက29ဦး2024ခုနှစ်ဧပြီလ9ရက်နေ့ကခေါ်သွားတဲ့ကျရွေးပြင်ကျေးရွာသားရိုဟင်ဂျာ17ဦးမေလ10ရက်နေ့ကခေါ်သွားခဲ့တဲ့ငကူရကျေးရွာသား20ဦးနဲ့မေလ15ရက်နေ့ကခေါ်သွားတဲ့ဥရှိချာကျေးရွာသား29ဦးဇူလိုင်လ19ရက်နေ့ကခေါ်သွားတဲ့လတရရက်ကက30ဦးအောက်တိုဘာအတွင်းခေါ်သွားတဲ့မောင်နီရသား14ဦးတညင်းတိုင်းရသား22ဦးရွာတက်ကရကသား9ဦးရွှေစားကျွေရသား12ဦးတို့မှလည်းမိသားစုဝင်တွေကသူတို့ကိုဆက်သွယ်လို့မရတော့ဘူးလို့ကာယကရှင်တွေရဲ့မိသားစုဝင်တွေထံမှသိရပါတယ်